တော့ရောက်လာမယ်မိမစိုးလေးရဲ့တောင်ပွင့်ရဲ့ကိုယ်လေးတွေ့ဆွေးမိရဲ့ပြုံးလေးနဲ့မသိသလိုကွယ်လန်းသွားရတဲ့တနေ့တရားမမောင်းကိုလေးခွဲခွာလာလားတနေ့တစ်ခေါက်တော့ရောက်လာမယ်မိမစိုးလေးရဲ့တောင်ပွင့်ရဲ့မှာတူတွဲတွဲကြမယ်တွေ့တော့မနှစိမ်တွေလို့စိတ်မသွားနဲ့ကွယ်တနေ့တရားမမောင်းကိုလေးဆုံးခွာလာလားမျိုးကြဟိုတနေ့ကတော့တရားသူကလေးကတော့ချစ်စရာဒီတရားချတဲ့မျက်နှာမျိုးကြလူတိုင်းကပြောတယ်ဟိုမင်းအတွက်ကြောင့်မဝကိုရှုံးမပေးနဲ့စကားတခုတော့ပြောစင်းနဲ့ခွင်လို့လိုက်ခွဲသူကလာလေးနဲ့တယောက်သူရေးသွားပဲကြမယ်ဘတောက်တကယ်နဲ့တစ်ဖက်ဆိုရင်တစ်ဖက်လည်းနဲ့ရဲ့နှုတ်ဆက်လို့ခွဲခွာရင်သိချင်မလားတော့ရောက်လာမယ်မိမစိုးလေးရဲ့တောင်ပွင့်ရဲ့ကိုယ်လေးတွေ့ဆွေးမိရဲ့ပြုံးလေးနဲ့မသိသလိုကွယ်လန်းသွားရတဲ့တနေ့တရားမမောင်းကိုလေးခွဲခွာလာလားတနေ့တစ်ခေါက်တော့ရောက်စင်နဲ့မိမစိုးလေးရဲ့တောင်ပွင့်ရဲ့မှာသူတွဲတွဲကြမယ်တွေ့တော့မနှစိမ်တွေလို့စိတ်မသွားနဲ့ကွယ်တနေ့တရားမမောင်းကိုလေးဆုံးခွာလာလားမျိုးချဟိုတနေ့ကတော့တရားသူကလေးကတော့ချစ်စရာဒီတရားချတဲ့မျက်နှာမျိုးချလူတိုင်းကပြောတယ်မင်းတို့ကြောင့်မဝကိုရှုံးမပေးနဲ့တကားတခုတော့ပြောစင်နဲ့ခွင်လို့လိုက်ခွဲမပလာလေးနဲ့တယောက်သူရေးသွားပဲကြမယ်ဘတောက်တကယ်နဲ့တစ်ဖက်ဆိုရင်တစ်ဖက်လည်းနဲ့ရဲ့နှုတ်ဆက်လို့ခွဲခွာရင်သိချင်မလား